ဘဝမှာမုန်းစရာကောင်းတဲ့လူတွေနဲ့တွေ့ဘူးလားဘသူကိုအမုန်းဆုံးလဲလို့မေးရင်ဘသူကိုမှတီးတန့်ကြီးမုန်းနေတယ်ဆိုတဲ့လူမရှိပါဘူးဒါပေမဲ့တခုတော့ရှိတယ်အစာကလေးကမပတ်သက်ခဲ့မိရင်ကောင်းမှာပဲလို့တွေးမိတဲ့လူတွေတော့ရှိခဲ့ပြီမပတ်သက်ခဲ့မိရင်ကောင်းမှာပဲလို့တွေးခဲ့ပေမဲ့မစုံခဲ့ပြင်ကောင်းမှာပဲလို့တွေးမိပေမဲ့ပတ်သက်ဆရာအကြောင်းတရားတွေတွေးဆုံရမယ်ရေစက်တွေကံတွေပါလာခဲ့တော့လေပတ်သက်ကြရတယ်တွေးဆုံကြရတာပဲကိုယ့်ဘက်ကတော့တကယ်မေတ္တာရှင်အစ်စ်ကြီးလားလို့မေးပေမဲ့မေတ္တာရှင်အစ်စ်ကြီးမဟုတ်ရင်တောင်မှကိုယ်နဲ့ပတ်သက်ခွင့်ရတဲ့လူတိုင်းကိုယ်နဲ့တွေ့ကြုံခွင့်ရတဲ့လူတိုင်းရဲ့အပေါ်မှာအတတ်နိုင်ဆုံးကောင်းပေးတယ်အတတ်နိုင်ဆုံးဖြည့်ဆည်းပေးတယ်အတတ်နိုင်ဆုံးမေတ္တာထားတယ်စေတနာထားတယ်ခံယူချက်တစ်ခုရှိတယ်ကိုကောင်းတာကကိုအကြောင်းပဲကိုမကောင်းရင်လည်းကိုအကြောင်းပဲကိုချစ်ရင်မကောင်းတာဘာတစ်ခုမှမလုပ်နဲ့တဲ့စိတ်ကောင်းထားဆိုတဲ့မြတ်စွာဘုရားရဲ့တရားတော်ကိုလည်းလက်ကင်ထားတယ်ဒါကြောင့်ကိုနဲ့တွေ့ကြုံရတဲ့လူတိုင်းရဲ့အပေါ်မှာအကောင်းဆုံးဖြည့်ဆည်းပေးတယ်အကောင်းဆုံးနုညံ့ချိုသာစွာဆက်ဆံပေးတယ်အတတ်နိုင်ဆုံးမေတ္တာစေတနာဖြူစင်အောင်ထားပေးတယ်ဒါဟာကိုယ့်ရဲ့အကြောင်းကိုယ့်ရဲ့သမိုင်းပဲလေကိုနဲ့တွေ့တဲ့လူတွေကမကောင်းတဲ့လူပဲဖြစ်ဖြစ်ကောင်းတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ဘော်ကိုဆိုးတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ဘော်ကိုဒုက္ခပေးတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ဘက်ကတော့စေတနာမပြတ်ဘူးသူတို့မကောင်းတာသူတို့ဆိုးတာကသူတို့အကြောင်းပဲသူတို့ရဲ့သမိုင်းပဲမို့လူတယောက်ရဲ့သမိုင်းကြောင်းဆိုတာသူ့ရဲ့လှုပ်ရပဲသူ့ရဲ့စိတ်ဓာတ်ပဲလူတယောက်တည်သွားရမှာမှန်ပေမဲ့လူတည်သွားပြီးရင်ကြံခဲ့မှာကသူ့ရဲ့သမိုင်းကြောင်းပဲတည်ပြီးမှတော့ဘသူဘာပြောလို့တော့မပြောနဲ့တချို့လူတွေလူသာတည်သွားတယ်နာမည်တွေကနှမျောတန်တာရှိလိုက်တာစိတ်ကောင်းထားတယ်စေတနာကောင်းတယ်တကယ်လူကောင်းပါဆိုပြီးတော့တန်တာကြတယ်နှစ်တည်10နဲ့ချီရာနဲ့ချီအောင်တတိယလမ်းဆက်ကြတယ်တချို့ကြတော့လဲအစာကလေးကကိုလူဘဝကိုရောက်မလာခဲ့တဲ့နာမြန်တည်သွားတာပဲကောင်းပါတယ်ဆိုပြီးတော့မှတည်သွားတာတောင်အကောင်းမပြောခံရဘူးအဲ့ဒါဘာလဲလို့မြင်ရင်တမိုင်းပဲတမိုင်းဆိုတာလိန်လို့မရဘူးကိုတမိုင်းเจ้าကိုယ်တိုင်ရေးရတာဒါကြောင့်ဘသူကောင်းမကောင်းဘသူရုပ်မာမရုပ်မာဘသူတွေအပုတ်ချမချကိုချစ်ရင်ကိုကောင်းအောင်နေကိုစိတ်ကိုဖြူစင်အောင်ကြိုးစားကိုမေတ္တာတရားတွေအေးချမ်းအောင်ကြိုးစားဒါဆိုရင်ကိုယ်တိုင်လည်းဖြူစင်မယ်ကိုယ့်ရဲ့နှလုံးစိမ်ဝမ်းလည်းအေးချမ်းမယ်ကိုမိသားစုလည်းအေးချမ်းမယ်အလုပ်အကိုင်တွေလည်းအဆင်ပြေလိမ့်မယ်ရောက်လေရာအရက်မှာလည်းသူတော်ကောင်းနဲ့တွေ့ရပါလိမ့်မယ်တရွာမကောင်းသူကောင်းမဖြစ်တဲ့စိတ်ဓာတ်မကောင်းအကျင့်စာရိတ္တမကောင်းရင်တော့တရွာမဟုတ်ဘူးတကဘာလုံးနှံ့အောင်ပြောင်းလဲသူတော်ကောင်းနဲ့မတွေ့ဘူးလူကောင်းလည်းမဖြစ်ပါဘူးနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ